ကျမတို့အားလုံးတနေ့တာလုံးအလုပ်တွေတောင်းပန်ရဖို့ကြားမှာပြင်ပန်းနေတတ်ကြပါတယ်။ဒါပေမဲ့တနေ့တာကုန်ဆုံးသွားတဲ့အခါတကယ်အရေးကြီးတဲ့အလုပ်တွေကပြီးသွားရဲ့လားလို့ကိုယ့်ကိုယ်ပြန်မေးကြည့်ပူပါသလား။ဒီနေ့မှာတော့အောင်မြင်တဲ့လူတွေရဲ့တတိယမြောက်အကျင့်ဖြစ်တဲ့ perfecting first ဆိုတဲ့အရေးကြီးဆုံးအလုပ်ကိုအရင်ဆုံးလုပ်နည်းကိုအတူတူလေ့လာတော့ကြပါမယ်နော်။ကျမတို့ရဲ့အလုပ်တွေကိုအမျိုးအစားခွဲခြားကြည့်မယ်ဆိုရင်အပိုင်း၄ပိုင်းရှိပါတယ်။အဲ့ဒါကို time management metric လို့ခေါ်ပါတယ်။ဒီထဲမှာကိုကဘယ်အပိုင်းမှာအချိန်ကုန်ဆုံးလဲဆိုတာကိုစမ်းစစ်ကြည့်ဖို့လိုပါတယ်။အပိုင်း၁အရေးလဲကြီးအရေးလဲပေါ်ဖြစ်တဲ့ urgent and important ပထမဆုံးအပိုင်းကတော့ဟင်းစားရှာသူများရှိတဲ့နေရာပါ။သူတို့ကတော့မိသက်သမားတွေလိုပါပဲ။ဥပမာမနေ့ပြန်ဆောင်ဝဲဖြေရတော့မယ်။အခုချက်ချင်းပြအောင်လုပ်ရမယ့် deadline တွေစတာမျိုးပါ။ဒီလုပ်တွေကိုတော့ချက်ချင်းလုပ်ရပါမယ်။ဒါပေမဲ့ဒီပိုင်းမှာပဲအချိန်ကုန်နေရင်လူကအမြဲတမ်းစိတ်ဖိစီးမှုတွေများပြီးပြင်ပန်းရနေတတ်ပါတယ်။အပိုင်း၂အရေးကြီးတော့လေအရေးမပေါ်တယ် important but not urgent ဒုတိယအပိုင်းကတော့အောင်မြင်မှုရဲ့တော့ချက်ပါပဲစီမံကိန်းသမားတွေရဲ့နေရာပါကျမကြီးအတွက်လေ့ကျင့်ခန်းလုပ်တာရေရှည်စီမံကိန်းဆွဲတာပညာရဲ့အသက်တွေလေ့လာတာတွေဖြစ်ပါတယ်ကမ္ဘာထိပ်တန်းအဖွဲ့အစည်းတွေကသူတို့အချိန်ရဲ့65%ကနေ80%အထိကိုဒီအပိုင်းနဲ့အတွက်ပဲသုံးစွဲကြပါတယ်ဒါကိုကြိုတင်ပြင်ဆင်ခြင်းလို့ခေါ်ပါတယ်အပိုင်း၃အရေးပေါ်တော့လည်းအရေးမကြီး urgent but not important တတိယပိုင်းကတော့ရပါတယ်သမားများပါကိုယ်နဲ့မဆိုင်တဲ့အစည်းအဝေးတွေတခြားလူတွေရဲ့ဖုံးခေါ်ဆိုမှုတွေနဲ့အနောက်ရွှက်တွေပါအသက်မီလာလို့ချက်ချင်းလုံးလိုက်ရပေမဲ့ကိုဘွားအတွက်တော့အရေးမကြီးပါဘူးဒီလုပ်တွေကိုတက်နိုင်တဲ့မြတခြားလူကိုတွဲပေးပါအပိုင်းလေးအရေးလည်းမကြီးအရေးလည်းမပေါ် not urgent and not important အဆုံးပိုင်းကတော့အချိန်ဖြုံးနေသူတွေပါရွေချက်မရှိပဲဖုံသုံးတာဂိမ်းစော့တာတွေပဲဖြစ်ပါတယ်ဒီလုပ်တွေကိုတော့လုံးဝဖယ်ရှားပြရပါမယ်ဒါမှမဟုတ်အားလက်ချိန်ကြမှာလုပ်ဖို့ view sign လှည့်ရပါမယ်အချိန်ကိုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုပညာရှင် Peter Drucker ကထောက်ပြခဲ့ပါတယ်အဖွဲ့အစည်းများစုဟာအတော်ဆုံးလူတွေကိုအပိုင်းနှစ်ဖြစ်တဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာမတုံးပဲအပိုင်းတစ်ဖြစ်တဲ့ပြဿနာဖြေရှင်းရေးမှာပဲကုံဆုံးစေပါတယ်တဲ့ဒါဟာကျမတို့ကိုယ့်ကိုပြန်တတိထားရမယ့်အချက်ပါပဲဒါဆိုရင်တော့တင်ရောလက်ရှိမှာဘယ်အပိုင်းမှာအချိန်အများဆုံးကုံဆုံးနေပါသလဲပြဿနာတွေနောက်ပဲလိုက်နေမယ့်အစားမိသားစုအိမ်မက်ချက်နဲ့စိတ်အေးချမ်းမှုရှိတဲ့အပိုင်းနှစ်အတွက်အချိန်တည်တံ့ပေးဖို့အကြံပြုလိုက်ပါတယ်နော်ဒီချိန်ကစပြီးအရေးကြီးဆုံးအလုပ်တွေကိုအရင်ဆုံးစလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်